အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဘုံနဲ့ထက်ကနဲ့စီစီရဇလန်တွေအပိုင်း9နဲ့6ကို recap ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်လင်ဟာတယောက်ကတော့အားရနေကုန်ခံပြီးတော့နိုင်သွားပါတယ်ပေထန်းကတော့ဝင်းကျင်ကြောင်တုံးတစ်ခုကငါ့ကိုရှိုးဝဲခြင်းတွေကိုအောင်မြင်စေပြီးတော့တွေးကြောထိုးပေါက်မှုကိုလည်းကူညီပေးနိုင်တော့ပါတယ်လို့တွေးနေခဏကြာကြင်ကျင်လိုက်တော့တိုင်းနမအစင်း3ကိုရောက်ရှိသွားပြီးတွေးကြောစေကူပွင့်လင်းသွားခဲ့ပါတယ်တိုင်းပညာရှင်တွေကတော့အစဉ်အနေကနေအမြင့်ဒီတိုင်းသမားအဆင့်တိုင်းဆရာအဆင့်တိုင်းပညာရှင်အဆင့်တိုင်းဝင်းကြီးအဆင့်တိုင်းဘူဝေးအဆင့်တိုင်းပရင်အဆင့်တိုင်းဧကရေအဆင့်တိုင်းမြင့်မြတ်သူအဆင့်တိုင်းသူတော်စင်အဆင့်တိုင်းရင်ပါရအဆင့်နဲ့တိုင်းနှဖျားအဆင့်ဆိုပြီးတော့အဆင့်17မျိုးရှိပါတယ်တိုင်းသမားအဆင့်မှာဆိုရင်တော့တိုင်းသွေးကြောတစ်ခုတစ်ခုနိုးထလာတိုင်းအဆင့်ငယ်တစ်ခုတိုးလာပြီးတော့အမြင့်ဆုံးအဆင့်9ခုတည်းရှိပါတယ်တိုင်းဆရာအဆင့်ပြီးသွားရင်တော့အဆင့်6ခုစီပဲရှိတော့မှာပါအဆင့်ငယ်တစ်ဆင့်ထိုးဖောက်အောင်မြင်ဖို့ဆိုတာလည်းသွေးကြောတစ်ခုပွင့်မှရမှာပါပေထန်းအတွက်ကတော့အဆင့်ငယ်တစ်ဆင့်တိုးတက်ဖို့ဆိုရင်သွေးကြောနှစ်ခုဖွင့်ရပါတယ်။ဘာလို့ဆိုသူကတိုင်းသွေးကြောနှစ်ခုပိုင်ဆိုင်ထားလို့ပါ။တိုင်းသွေးကြောနှစ်ခုတွေကတာမန်တက်ပုတ်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ပေထန်းကျဉ်းညံနေတော့ချိန်မှာပဲချန်ချင်းရွှေတယောက်ကတော့မတတ်မရသူသားဘပေါ်နဲ့ချင်းလျံကိုလက်ဆက်ပေးဖို့ကမ်းလှမ်းနေပါတယ်။ခမားတို့ပေးရရှိတဲ့ရွှေတင်းကမ်းပြ9သိန်းကိုငါလျှော်လိုက်မယ်။ပြီးတော့ငါရဲ့ကူညီနဲ့စူမီတာစုရဲ့ဂုံသတင်းကိုပါထိမ့်သိမ်းနိုင်အောင်မယ်ဆိုပြီးအချက်ပါကိုင်းနေသေးပါတယ်။ပေထန်းရဲ့ဖေကတော့ရွှေတင်းကမ်းပြ9သိန်းကိုငါကိုယ်တိုင်ပြန်ဆက်မယ်။ငါတို့မိသားစုဂုံသတင်းကိစ္စမှာမင်းတို့ဝက်တွေဝင်ပါကြမလို့လို့ပြောနေတဲ့အချိန်မှာပဲချမ်းမိသားစုခမားတို့ကရောင်ဟဲမျိုးလေးမှာပဲအာနာပြနိုင်တာပါရောင်ဟဲမျိုးပင်ကိုထွက်လိုက်ရင်တော့ခမားတို့ချမ်းမိသားစုဆိုတာဘာမှမဟုတ်ပါဘူးဆိုပြီးပေထန်းတယောက်ရောက်လာပြီးတော့ဝက်ပေါ်ရဲ့တောက်ကိုပြီးတီးပါတော့တယ်ဝက်ပေါ်ကြီးတယောက်ကတော့သူ့သားဝက်ပေါ်ကိုဒီလိုဒေါသတကြိတ်ထားပြီးတော့တိုက်ခိုက်လိုက်ပြီးမယ်လေဆူရှိုချင်းကဝက်ပေါ်ကြီးရဲ့တိုက်ခိုက်မှုကိုဝင်ရောက်တားဆီးပေးလိုက်ပါတယ်ဆူရှိုချင်းကိုသူမနိုင်တော့ဝက်ပေါ်ကြီးကမင်းတို့စူမိသားစုကချမ်းမိသားစုနဲ့ရန်လို့ဖို့ဆုံးဖြတ်ပြီးပြီဆိုရင်မင်းတို့ရွေးချယ်မှုအတွက်နောက်ထပ်မရပါသေးနဲ့ဆိုပြီးချိန်ချောက်ကပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ဝက်ပေါ်သားဖပြန်လည်ထွက်ခွာသွားတဲ့ချိန်ကျမှဖီတန်းရဲ့ဖခင်ကအကျွေးရဲ့ရှိုးဝဲချက်တွေကိုပြောပြလာခဲ့ပါတယ်။ဟမ်မီသားစုနဲ့ချမ်းမီသားစုနှစ်ခုပေါင်းပြီးစူမီသားစုရဲ့ဈေးတွေတူတွေဆိုပြီးတော့မဟုတ်မမှန်စူးစိုက်ခဲ့တာကြောင့်3လတွင်ဆက်ရမယ်ရွှေပြား9သိန်းအကျွေးစာချုပ်ကိုအတင်းအဓမ္မလက်မှတ်ထိုးခဲ့ရတာပါ။ဖီတန်းကိုကျဉ်းကျဉ်းနေချိန်မှာစိုးရင်ရမှာဆိုလို့မပြောဘဲနဲ့မိသားစုရဲ့တတူတွင်ကိုပေါင်နှံထားလိုက်ရတာပါ။ဖီတန်းကတော့ဟမ်မီသားစုကပါဝင်နေတာကိုသိရတဲ့အခါမှာချမ်းမိသားစုဖြစ်ပါစေဟမ်မိသားစုဖြစ်ပါစေကျွန်တော်ကိုချိန်ပေးပါဒီအနေတွေအားလုံးမိခိုးလိုပဲပြောင်းဝယ်သွားစေရမယ်ဆိုပြီးအဖေဖြစ်သူစိတ်မပူဖို့နှစ်သိမ့်ပေးလိုက်ပါတယ်မိသားစုပြဿနာတွေကိုဖြေရှင်းမှုအတွက်ဆိုရင်တော့ပေထန်းတယောက်ဆက်လက်လေ့ကျင့်ဖို့လိုအပ်ပါသေးတယ်အဆင့်တက်လာခဲ့ပြီမဲ့ကိုခန္ဓာကအားနေနေသေးတာဖြစ်လို့ဘူပြီးစုပေဝင်ရဲ့မှညံအတိုင်းမီတာ100မြင့်နဲ့ရေတကွန်ရဲ့ပြင်းထန်တဲ့ဖိအားကိုအသုံးပြုပြီးခန္ဓာကိုယ်အရင်ဆုံးကြံ့ခိုင်အောင်ကျင့်ကြံမှုဆုံးဖြတ်ခဲ့ပါတယ်ခန္ဓာကိုယ်ကြံ့ခိုင်မှာရှိုးဝဲကျင့်ကြံမှုပညာကိုဆက်လက်လေ့ကျင့်မှာပါပေထန်းတယောက်ဇာတိုင်းဆိုသလိုပဲလေ့ကျင့်မှုတွေပြုလုပ်နေသေးပါအချိန်တန်ကြာအောင်ကျင့်ကြံပြီးတဲ့နောက်မှာတော့အောင်မြင်မှုနိုင်ငံရရှိလာခဲ့ပါတယ်ဒါနဲ့သူလည်းအိမ်ပြန်မယ်ဆိုပြီးပြန်လာတဲ့အခါလမ်းမှာလူသုံးနဲ့ဆုံခဲ့တယ်သူတို့ကတော့စီးပေါ်သက်လူတွေပါ၃ယောက်ထဲကမှဖိုးကြီးရဲ့လေဘက်မှာဆွဲထားတဲ့လင်ဟဲကြောက်ကိုမြင်တဲ့အခါမှာပေထန်းရဲ့မှာတိုင်းတွေကျော်ပြန်လည်လို့လာဖို့အတွက်လိုအပ်တဲ့ရွှေမိုင်းစီလုံးဖော်ဆက်ရမှာအသုံးပြုတဲ့ပါဝင်ပစ္စည်းမှန်တည်သွားရပါတယ်အဖိုးဖြစ်တဲ့သူကနေကောင်းလေးရွှေရှံဘက်မှာရှိတယ်လို့မေးလာခဲ့တဲ့အခါမှာတော့ပေထန်းကလည်းအဖိုးကိုကဲခတ်လိုက်တော့အဖိုးကကျင့်စဉ်လေ့ကျင့်မှုမာရရမှာဖြစ်ပေါ်လာတဲ့ကိုရင်းဆွဲရင်လည်းပဲမှုမာရခြင်းကြောင့်အတွင်းကတွေပျက်စီးနေတာရက်30သာခံတော့မယ်လို့ဒေကြီးပြောချလိုက်ပါတော့တယ်အဲဒီခါမြေးမလေးဖြစ်သူကအဖိုးကိုချိန်သေးရမလားဆိုပြီးပြေးတီးလိုက်ပြီးမယ်လေသူပဲပြန်တီးခံလိုက်ရပါတယ်အဲ့ဒါတော့ထက်တီးမယ်တကယ်ကဲလုံနေလို့ရက်လိုက်လန်ရှင်ဆိုပြီးတော့အဖိုးဖြစ်သူဝင်တာရပါတယ်ဟုတ်ပါတယ်သူမကတော့လန်ရှင်ပါအဖိုးဖြစ်တဲ့သူကဟုတ်တယ်ငါမှအချိန်သိမကျန်တော့ဘူးဆိုပြီးပေထန်းဘက်ကိုလည်းဟာကောင်းလေးငါချိန်သိမကျန်တော့တာကိုမင်းဘလို့သိတာလဲလို့မေးလိုက်တော့ရှင်းပါတယ်ခမရရဲ့မျက်လုံးကမောင်းမဲနေပြီးတော့အခုမှတက်ဆွမ်းရင်နေရောနေနေတယ်ကျွန်တော်ကြည့်တာမမဟုတ်ဆိုရင်ခြေဆွမ်းရင်ချင်းချင်းတွန်းလှန်နေတာကြောင့်ဖြစ်မယ်ဆိုပြီးဖြစ်လိုက်တော့အဖိုးကြီးကိုယ်တိုင်လေးစားသွားရပြီလေလန်ရှင်းကလည်းနေငါဖိုးရဲ့ချိန်တွေကိုမြင်နိုင်တယ်မလားမြင်နိုင်တယ်ဆိုရင်ကုသဖို့နီလန်ကိုရှိလားလို့မေးလာတဲ့အခါမှာတော့ပေထန်းကမင်းဖိုးကိုကူးချင်းဝင်းညင်ပြန်ခေါ်စေးလုံးကိုဖော်ဆက်နိုင်မှာပဲရမှာလို့ဖြေလိုက်ပါတယ်ဝင်းညင်ပြန်ခေါ်စေးလုံးဆိုတာကတော့အလဲလဲစေးလုံးမှာဖော်ဆက်ဖို့ကအရင်လွယ်ကူးမနေပါဘူးပေထန်းကလိုအပ်တဲ့ပစ္စည်းတွေရှိရင်အစီကိုငါဖော်ဆက်ပေးနိုင်ပါတယ်ဒါပေမဲ့ငါ့ကိုတော့အကြောင်းအရာတစ်ခုပြန်လုပ်ပေးရမယ်လို့ပြောတော့အကုန်လုံးလည်းအံ့ဩနေပြီလေဘာပဲဖြစ်ဖြစ်လုပ်ပေးပါမယ်ဆိုတော့ပေထန်းကကောင်းပြီပထမတစ်ခုကခမရရဲ့လဲဘက်မှာဆွဲထားတဲ့လင်ဟဲကြောက်ကိုပေးရမယ်အဖိုးကြီးကတော့တရားကြောင်နေပြီးတော့မသိချင်းသေးတော့ချက်ချင်းပဲချွတ်ပေးလိုက်ပြီလေဒုတိယတစ်ခုကတော့စီးဖို့လုပ်ပြီးတဲ့အခါမှာပိုးတဲ့ပစ္စည်းတွေကိုသိယူမယ်ဆိုတော့ဖိုးကြီးကစိတ်လုံးတစ်လုံးဖော်ဆက်ဖို့ပဲရှိတဲ့ပစ္စည်းကဘယ်လိုပုံမှန်လဲလို့မေးလာတဲ့အခါမှာပေထန်းကသူများဖော်ရင်ဒါမပိုးရင်မပိုးပါလေငါဖော်ရင်တော့ပုံမှာပေါ့လို့ပြောလိုက်တော့အဖိုးကြီးကထပ်ပြီးအံ့ဩသွားရပြန်ပါတယ်လန်ရှင်းရဲ့ဘက်ကိုလဲလိုက်ပြီးတော့မင်းကစေးဖို့ဆက်သူမလားစေးဖို့ဆက်သူဆိုတော့မင်းမမီးတော့ရှိတယ်မလားလို့မေးလိုက်တော့ကျမမှပိုင်ရင်ချက်မီးတော့ရှိတယ်လို့ပြန်ဖြေလာခဲ့ပါတယ်
ကောင်းပြီဒါဆိုရင်အဲ့ဒီမီတော့ငါ့ကိုခဏငါသုံးလို့ပြောရင်လည်းဒီပိုင်းလေးလည်းဒီမှာပဲဆုံးသက်သွားပါတယ်ခင်ဗျာအသစ်တွေကိုနေ့တိုင်းတင်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျွန်တော်မဟုတ်ပါအားလုံးကျေးဇူးတင်ပါတယ်